အေယာမရွှေရုပ်တုကြီးဟာလူအုပ်ထဲကိုရုပ်တရက်ပြိုလဲကျလာလို့လူတန်းကကျိုးတွေကိုဝိုင်းဆွဲခဲ့ကြပေမဲ့အချိန်နှောင်းသွားခဲ့ရုံမကကျိုးတွေရှည်ထွက်လာလေရုပ်တုကြီးကပုံမြန်မြန်ကျလာလေဖြစ်လို့အလုသမားတွေတောင်အသက်လူပေးခဲ့ရပေမဲ့ကျွန်တော်ကတော့ကျိုးကိုအစွမ်းကုန်ဆွဲပြီးရုပ်တုကြီးမလဲအောင်ခိုးတိုင်းတားဆီးဖိလိုက်ပါတယ်ကျွန်တော်ရဲ့ဥဆောင်မှုနဲ့အတူလူတွေကလည်းစီးကြိုက်ညီညီဝိုင်းဝန်းမလိုက်ကြလို့ရုပ်တုကြီးပြန်မှတ်သွားတဲ့အချိန်မှာချော်လဲနေတဲ့အလုသမားကိုကျွန်တော်ကူထူလိုက်စင်ပါပဲကျွန်တော်မျက်နှာဖုံးကျွတ်သွားခဲ့ပြီးတရင်ပြလုံးကဘိညာဟောင်းရဲ့နာမည်ကိုဟစ်ကျွေးကာစိတ်လှုပ်ရှားစွာနဲ့ရုပ်တုကြီးကိုအမြန်ဟုံးပြန်ထူမှတ်ပေးခဲ့ကြပါတယ်အဲ့ဒီညမှာပဲဘိညာကဘသူစပြီးဘာဟုပလီလို့អော်ခဲ့တာလဲဆိုတာကိုသိကျင်လို့စစ်တယ်တွေကိုခေါ်ယူစစ်ဆေးချိန်မှာကျွန်တော်ကိုယ်တိုင်ရှေ့ထွက်ပြလိုက်ပြီးဘိညာကကျွန်တော်မျက်နှာကိုတေချာမမြင်ခင်မှာပဲမီအိုးကိုကန်ချကာသူ့ကိုတစုံတရာမနဲ့တရိယာသွားစေမဲ့ဆူချတဲ့အချိမျိုးနဲ့ကြည့်ပြီးပဒင်းပေါက်ကနေခုန်ချထွက်ပြေးခဲ့ပါတယ်နန်းတော်တွေကမင်းသမီးကိုကဲထုတ်ဖို့စ조사ချိန်မှာစစ်တယ်တွေဝိုင်းထားပေမဲ့တန်ကြိုးတစ်ချောင်းနဲ့အကုန်လုံးကိုရိုက်နစ်နှိမ့်နှင်းခဲ့ပြီးမင်းသမီးကိုရထားလုံးပေါ်တင်ကာခိတ်တကားမှာဟန်တားထားတဲ့ဘီးတောက်တွေကနေအတင်းတိုးထွက်ပြီးလွတ်မြောက်အောင်ပြေးခဲ့ပါတယ်ဒါပေမဲ့မထင်မဲ့ပဲခြုံကိုတိုက်ခိုက်ခံရပြီးတတိမြစ်သွားချိန်မှာတော့မိဖုရားကြီးကိုမင်းသားကနှိပ်စက်နေတာမြင်လို့ဒေါသတကြီးနဲ့ယုံထွက်တိုက်ခိုက်ခဲ့သလိုနောက်ကျောကိုဓာတ်နဲ့အထိုးခံရတာတော့မရက်တန့်ပဲဓာတ်သွားတွေကိုလက်ပလာနဲ့ချိုးဖျောက်ပြတဲ့အထိအရှိန်ဟုန်ပြင်းပြင်းတိုက်ခိုက်ခဲ့ပါရဲ့ကျွန်တော်နဲ့ကျွန်တော်ကိုကန်ထုတ်လိုက်တဲ့ကျေယုံတော်ကာတာဘာတို့ပြင်းပြင်းထန်ထန်တိုက်ခိုက်နေချိန်မှာပုံကန်သူတွေရောက်လာပြီးကာကွယ်ပေးခဲ့သလိုမြင်းပွန်ကဓာတ်ကိုလူယူကာထွက်ပြေးဖို့ကြိုးစားတဲ့ဘရင်ကိုလည်းကျွန်တော်ကပဲခေါင်းဖြတ်တက်လိုက်ပါတယ်အဲ့ဒီနောက်မှာကာတာဘာကလာနဲ့ကျွန်တော်ကိုတိုက်ခိုက်ဖို့ပြင်ခဲ့ပြီးမဲ့ကျွန်တော်မျက်နှာကိုလည်းမြင်လိုက်ဟောလက်နက်ချဒူးထောက်ပြီးဘာဟုပလီတော့အော်ဟစ်လိုက်ကကြောင်းစစ်တယ်တွေနဲ့ပုံကန်သူတွေပါအားလုံးဒူးထောက်ကုန်ကြပြီးနောက်ဆုံးမှာတော့ကာတာဘာကကျွန်တော်ခြေထောက်ကိုမယူကာသူ့ခေါင်းပေါ်ဒယိုတသေးတင်မြောက်လိုက်ပါတော့လေ